Okay ဆိုတော့ကျွန်တော်တို့ number 8ကိုရောက်သွားပြီပေါ့နော်ဆိုတော့8မှာဆိုလို့ရှိရင်သူက letter ရေးခိုင်းတာ10မှတ်တန်ပေါ့နော်ဆိုတော့ပေးထားတဲ့ user not live at like number 31 26B Road Mandalay write a letter to your friend တွဲ informing her that one of your classmates is moving to another town ဆိုတော့တငယ်ချင်းတယောက်နောက်တစ်မျိုးအခြားမျိုးပြောင်းသွားပြီဆိုတဲ့အကြောင်းပြောခိုင်းတာပေါ့နော်ဆိုတော့ဒီလို letter တွေရေးတဲ့အခါကျရင်တချို့ចောင်းသားတွေပေါ့နော်ရှိတယ်ဟိုမရေးတတ်ဘူးမရေးတော့ဘူးဆိုတဲ့ပုံစံမျိုးတွေရှိတယ်အဲ့ဒီလိုမျိုးမလုပ်ရဘူးပေါ့နော်ဆိုတော့ဒီမှာတော့ကျွန်တော်ကဘာလုပ်ပေးမလဲဆိုလို့ရှိရင် format လေးချပေးလိုက်မယ် Your user not you live at number 3126B Road, Mandalay. Write a letter to your friend informing her that one of your classmates is moving to another town. Tell your friend what you would like to buy for her as a gift and explain why you have chosen it. And then another questions. ဘယ်ဟာကိုကြိုက်လဲကြိုက်တဲ့ဟာကိုရွေးလိုက်လို့ရတယ်ရမယ်နော် address ရေးမယ်ပြီးတော့လို့ရှိရင် dear and then name ရေးမယ်ဒီထက်ကတစ်ကြောင်းရေးလိုက်မယ်ဆိုကြပါစို့I've been meaning to catch up with you for ages, so I figured I finally write this letter. And then at our yebi now to John. Speaking of which, I've got to tell you about one of our classmates, and then name yebi like ba moving to another town. To ပြောင်းမဲ့အကြောင်းလေးကိုငါပြောချင်တယ်ဒါပဲဒါဒီ transition လို့ခေါ်တယ်အခုပေါ့နော်ဆိုတော့ကို greeting လုပ်တယ်ဟိုတာเจ้าမာเจ้าပြောတယ်အဲ့ဒီကနေမှဒီဘာကြောင့်ရေးပါတယ်ဆိုတာမျိုးကိုကျွန်တော်တို့ပြောပြတယ်ဆိုတော့အဲ့ဟာရေးပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘာလုပ်ရမလဲ question ကိုပြန်သွား question မှာသူဒီဘာကြောင့်ရေးခိုင်းထားလဲကိုကဒီသူ့အတွက်လက်ဆောင်လေးဝယ်ပေးချင်တယ်ဒီဟာကိုဘာကြောင့်ရွေးထားတယ်ဆိုတာမျိုးကိုပြောပြမယ်ဥပမာဆိုကြပါစို့ you know I like to buy her a gift so I'm thinking of buying a book a notebook or a diary book the reason I've chosen is because then say ဘာကြောင့်လဲကိုကအဲ့လိုမျိုးရေးပေးမယ်ရပြီနော်ဆိုတော့ဒီလိုမျိုးရေးပေးမယ်ပြီးသွားလို့ရှိရင် maybe like what do you think of the gift that I bought for her so ဘယ်လိုထင်လဲဒီငါဝယ်ထားတဲ့လက်ဆောင်လေးကိုဘယ်လိုမြင်လဲစသည်အပြင်ကျွန်တော်တို့ဒီလိုပဲပြောလိုက်ရပြီရမယ်နော် and then အဲ့ဒီကနေမှကျွန်တော်တို့ဟိုတခြားထက်ထဲစရာရှိတယ်ဆိုရင်လည်းထည့်ပေါ့နော်ဘာလို့လဲဆိုလို့ရှိရင်သူရေးခိုင်းတဲ့ဒီ word count က300ရေးခိုင်းတာอ๋อဆိုတော့300ရေးခိုင်းတယ်ဆိုပေမဲ့ကျွန်တော်တို့ဒီ150ကနေပြီးတော့300အဲ့ဒီဂျားထဲကိုရေးလို့ရတယ်ဆိုတဲ့အခါကျတော့ဒီမှာကျွန်တော်ရဲ့ဒီစာကြောင်း2ကြောင်းလောက်ရေးမယ်ဆိုလို့ရှိရင်100လောက်ရသွားမယ်ရမယ်နော်ဆိုတော့ကိုကဘာမှသိလောက်ဆရာမလို့တော့80 80အနည်းဆုံးတော့ရှိလိမ့်မယ်ဆိုတော့နောက်ဆုံးအဲ့ဟာရေးပြီးသွားပြီဘယ်လိုထင်လဲရေးပြီးသွားပြီဆိုလို့ရှိရင်ကိုက conclude လုပ်တော့မယ်ကိုရဲ့ဒီ letter ကို ending လုပ်တော့မယ်ဒီထက်ကကြိုက်တဲ့ကြောင်းကိုကျွန်တော်တို့ယူလိုက်မယ်ဆိုကြပါစို့ anyways that's all for now let me know what you've been up to ဘာလုပ်နေလဲငါ့ကိုပြောပါဦးဒါလေးနဲ့ကျွန်တော်တို့ပိတ်သိမ်းလိုက်မယ် and then ပြီးသွားရင် sign off လုပ်ပေးမယ် sign off ဆိုတဲ့ဟာဥမာwith love ကိုနာမည်ရေးမယ်ရပြီနော်ဆိုတော့ဒါပဲဒါဒီကျွန်တော်တို့ letter ရေးတယ်ဆိုလို့ရှိရင်အဲ့လိုမျိုးရေးရပါတယ်ဆိုတော့ဒီစာကြောင်းတွေအကုန်လုံးတော့မရေးနဲ့ပေါ့နော်တပုတ်ထဲမှာဒါဆိုလို့ရှိရင်တော့ဆရာမအသိလိမ့်မယ်အလွတ်ကျက်ထားတာပဲဆိုတဲ့ပုံစံမျိုးသိသွားလိမ့်မယ်Okay ဆိုတော့စာမွေးပွဲမှာတော့ကိုကအမှတ်ဘယ်လိုရအောင်ယူမလဲဆိုတာမျိုးကိုတေချာတွေးပါတွေးပြီးသွားတော့ဟိုဘယ်လိုအကောင့်ဘယ်ဟာကိုတဲ့အကောင့်ဆုံးဖြစ်မလဲဆိုတော့ဆိုကြပါစို့ဒီစာကြောင်းတွေတဲကတင်းတော်တဲ့ဟာလေးလည်းသုံးပေါ့နော်ကိုကအလွတ်လေးပါလိညာဟိုလိုရင်လည်းကြက်ထားတင်းငါ6ပုတ်လောက်လည်းရေးကြည့်နော်အဲ့လိုပုံစံမျိုးနဲ့ကျွန်တော်တို့လေ့ကျင့်လို့ရပါတယ် Okay ဒါကတော့ကျွန်တော်တို့ဒီစာကြောင်းတာဆိုကြပါစို့ကျွန်တော်တို့ဒီစာကြောင်းနေတာပါမယ်ကိုက format လေးလည်းဝင်သွားပြီဆိုတော့ဆောနာဆိုလို့ရှိရင်ကျွန်တော်ပြောလိုက်တယ်ဟို address ထည့်မယ် dear name and then introduction တကြောင်းကျွန်တော်ပေးလိုက်တဲ့ဟာအဲ့ရရေးလို့ရတယ် transition ထည့်ပေးမယ်ပြီးသွားလို့ရှိရင် question က cover လုပ်ခိုင်းတဲ့ဟာ2ကြောင်း3ကြောင်းလောက်ရေးလိုက်မယ်အဲ့ဟာဒီ body paragraph ဖြစ်သွားမယ် and then conclusion ပါပြီးသွားပြီ sign off ပါပြီးသွားပြီအဲ့ဒါဘာလို့ဆိုလိုတာလဲဆိုလို့ရှိရင်ကိုယ့်ရဲ့ letter ဒီ format ကျသွားပြီလို့ပြောတာအမေပေးစီးမြင့်မှာကျွန်တော်တို့ကသူ့ရဲ့ structure ကိုကြည့်တယ် format ကိုကြည့်တယ် format ကဘယ်လိုမျိုးလဲပေါ့နော်ဒါငါမှတ်ဆိုတဲ့ပုံစံမျိုးသွားတယ်
and then language တွေ grammar တွေ language grammar အတွက်ဆိုလို့ရှရင်လေကိုကဒီစာကြောင်းတွေသုံးထားတယ်ဆိုရင်ဒီစာကြောင်းတွေမှာအမှားမပါတော့အမှားပါခြင်းပါရင်ကိုယ်တိုင်ရေးတဲ့ဒီစာကြောင်းလေးပေါ့နော် body paragraph မှာပဲသွားပါမယ်ဆိုတော့ပြောချင်တာအမှားနည်းသွားပြီပေါ့နော်ဆိုတော့ vocabulary အရာဆိုလို့ရှရင်လေကိုဒါလေးသုံးထားတယ်ကောင်းတယ်ဒါဆိုလို့ရှရင်အမှတ်တွေပို့ပြီးတော့ရတော့မယ်နော်ဆိုတော့10မှတ်ပြီးရင်ကျွန်တော်တို့9မှတ်လောက်တော့ရမယ်ဘာမှမလုပ်ဖ ೇನೆ ရမှာပေါ့နော် okay ဆိုတော့ဒီပုံစံအတိုင်းကျွန်တော်တို့ရေးပါရေးဖြစ်အောင်ရေးပါဟိုမကြော်သွားနဲ့ပေါ့နော် စာမေးပွဲနီးလို့လောင်နေပြီလားဝါဆိုလန်နဲ့စာလုပ်လိုက်အချိန်မီပါသေးတယ်